ဒီလက်နက်တွေတွေ့တဲ့အပြင်မှာ WY အလုံး80ပါတွေ့တာအခုမြင်နေရတဲ့ဗီဒီယိုဖိုင်ကတော့ထိုင်းနိုင်ငံမှာဖွဲ့လိုက်အုပ်စုလိုက်ရန်ဖြစ်စကားများကြတာပေါ့စကားများကြတဲ့အချိန်မှာထိုင်းရဲကဝင်ရောက်စစ်ဆေးကြည့်တဲ့ဓာတ်တွေလက်နက်တွေတွေ့တဲ့အပြင်မှာ WY အလုံး80ပါတွေ့တာအဲ့တော့အခုဒီအဖွဲ့လိုက်ကြီးကိုထိုင်းရဲတွေကဖမ်းခေါ်သွားတာပေါ့အဲ့ဒီမတိုင်ခင်ကထိုင်းလူမျိုးတွေနဲ့အခုမြင်ရတဲ့ကရင်ကောင်လေးတွေနဲ့ကစကားများရန်ဖြစ်တာပြီးတော့မကျေနပ်လို့ပဲလားဘာကြောင့်လဲလားတော့မသိဘူးအခုလိုမျိုးဓာတ်ခုတ်မှုတွေဖြစ်ကြတာပေါ့လေဖြစ်ကြပြီးတဲ့အချိန်မှာထိုင်းရဲကနေတဲ့နေရာကိုလာပြီးတော့ဖမ်းဆီးခေါ်ရောက်သွားတာပေါ့တေချာဘောက်ကတော့အပြစ်ဒဏ်ကတော့တော်တော်ကိုပြင်းပြင်းထန်ထန်ကိုပေးခံရမယ်လို့ထင်တယ်အခုကတော့လက်နက်တွေလည်းမဟုတ်ဘူးWY နေပါတွေ့တယ်ဆိုတော့အခြေအနေကတော်တော်ကြီးကိုကြီးသွားမယ်လို့ထင်တယ်